Hello, welcome back to Simple Smart Learning. Hello, ne kaung cha la dine chano time tin khansa ka English speaking ma to atong mya de me khwin mo no min ba chin le so de ha ko English speaking ma blo tong mle so ra tin pi do ma phit de pung tin ni ne အမြဲတမ်းသင်ပေးတာတွင်ချင်းအတွက်မှတ်မိလွယ်အောင်ပေါ့နော်သင်စဉ်းစားလို့သင်ပေးတာဖြစ်တယ်ကဲပုံသင်လေးက what do you wanna plus verb 1ဖြစ်မယ် what do you wanna ဒီချီတော့တူမယ်ပြီးတော့ verb 1ကြတော့ကိုပြောချင်တဲ့ verb နဲ့တိုက်ဆိုင်တဲ့ verb ကိုသုံးပေးပြီးတော့verb ကြတော့ပြောင်း verb 1ကြတော့ပြောင်းလဲရှင်းမယ် what do you wanna ဒီချီတော့ဒီလိုပုံသင်နေသုံးလို့ရတယ်နော်မင်းဘာချင်လဲမင်းဘာစားချင်လဲမျိုးကိုပြမှာဖြစ်တယ်အချိန်မြင့်မယူတော့ပါဘူးစုံတိကြည့်ပေးပါ9မိနစ်လောက်ပဲချိန်ယူပြီးတော့ပြီးအောင်ဒီသင်ခန်းစာတူတော့လေးနဲ့သင်ပေးတော့မှာဖြစ်တယ်ဒီသင်ခန်းစာ9မိနစ်လောက်ချိန်ယူပြီးတော့ English speaking တော်တော်အသုံးများတဲ့သင်ခန်းစာကိုပတ်ပတ်နဲ့နိုင်အောင်သင်ပေးမှာဖြစ်တယ်ကဲ what do you wanna buy မင်းဘာဝယ်ချင်ဆိုင်မှာသွားရင်ပေါ့နော်ဒီမေကွန်ကိုမေးလို့ရတယ်တွေ့ချင်းကို what do you wanna play မင်းဘာကစားချင်စားတော့ဆိုင်မှာသွားရင်မင်းဘာစားချင်လဲမေးကြည့်ပါ what do you wanna eat မင်းဘာစားချင်လဲအေးဆိုင်မှာမောင်ရင်ကော်ဖီဆိုင်မှာတော့ရောမင်းဘာတောက်ချင်လဲဆိုတော့မေးကြည့်ပါ what do you want to drink မင်းဘာတောက်ချင် what do you want to be မင်းဘာဖြစ်ချင်လဲ what do you want to watch မင်းဘာကြည့်ချင်လဲWhat do you want to take? Ba you chin. What do you want to draw? Min ba sui chin le. Ung sui ra, pachi sui ra no? Min ba che chin le sura ko meji ba. What do you want to cook? Min ba che chin le. What do you want to wear? Min ba watching. Min ba lauchin. Sara ko pyoji ba. What do you wanna do? Min ba lauchin. Okay. သင်ခန်းစာအလုံးနားလည်မယ်လို့ပြောလင်းပါတယ်ဒီ verb 1ကြတော့ကိုတိုက်တာဟာကိုမြန်ကြီးချက်ပေးပြီးတော့သုံးလို့ရတယ်ဒီ verb 1ကိုဘယ်လိုချက်မလဲဆိုတာမသိဘူးဆိုရင်ကျွန်တော် YouTube channel မှာ verb 1အသုံးအများဆုံး900ထိပေါ့နော် verb 1ဝင်ချင်တဲ့အရင်လမ်းလျှောက်ရင်အနားယူရင်းနဲ့ verb 1မြဲမြဲတက်လို့အဆင်ပြေအောင်လုပ်ပေးတာလည်းရှိတယ်ကိုလည်းမြဲမြဲလေးလာပြီးတော့ဒီပုံသင်နေကြတော့ what do you wanna ကိုချက်ပြီးတော့ plus verb 1မင်းဘာချင်လဲဆိုတာကိုအများကြီးကိုမေးလို့ရတယ်သင်ခန်းစာလုံးနားလေးမယ်လို့ပြောရင်းပါတယ် bye bye see you in next lessons